အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ညီမကမိုင်ရောအကြောင်းလေးပြောပြပေးမှာပဲဖြစ်ပါတယ်မိုင်ရော careers ကတော့2015နှစ်စတင်ခဲ့ပြီးတော့မှသက်ဆိုင်ရာဥပဒေနဲ့အညီတရားဝင်မှတ်ပုံတင်ထားတဲ့ recruitment agency တစ်ခုပဲဖြစ်ပါတယ်ပြီးတော့မိုင်ရောမိုင်ရောအနေနဲ့ candidate တွေရဲ့ information တွေဒီ CV တွေကိုတေချာလေးသိမ်းပြီးတော့မှ candidate တွေကလက်ခံမှသာ client company ဘက်ကိုပို့ပေးရဖြစ်ပါတယ်တစ်ချက်အနေနဲ့မိုင်ရောကခေါ်တဲ့ job post တွေဆိုရင်ဒီမိုင်ရောနဲ့လက်တွဲထားတဲ့ reliable company တွေကနေလာတာမလို့စိတ်ချလက်ချနဲ့ရှောက်ထားနိုင်ပါတယ်ပြီးတော့ recruiter တွေဆိုရင်လည်း industry specialist ဖြစ်တဲ့ဒီ consultant တွေဖြစ်တာမလို့သက်ဆိုင်ရာ position နဲ့ပတ်သက်ပြီးတော့ကိုကလည်းတေချာဆွေးနွေးတိုင်ပင်လို့လည်းရတာမို့လို့ကိုကမလျှောက်ခင်တေချာလေးပြန်ပြီးတော့စဉ်းစားလို့လည်းရတယ်ဆိုတော့နောက်ဆုံးအနေနဲ့ကကြတော့ my work က candidate စီပဲကနေ fees ကောက်ခံတာမျိုးလည်းမရှိဘူးအားကြောင့်မလို့ကိုကအလုပ်ရှာနေရလို့ဆိုရင်တော့ဒီပြထားတဲ့ my own website မှာဝင်ရောက်ကြည့်ရှုနိုင်ပြီးတော့စိတ်ဝင်စားတဲ့ job လေးရှင်းတဲ့တခါရဲရှောက်ထားလို့ရနိုင်ပါတယ်เนาะ